GTA5 ကရေးစောမှာညီလေးမေစောမှာလား ဟုတ်ရောက်ပြီမိသားရောက်ပြီဟုတ်ဂိမ်းကူလိုက်အောင်နော်မိဟာ ဘာဂိမ်းလေးခုပြင် ဟိုကျွန်တော် GTA5 လေးကူပေးပါလား GTA5 လား ဟုတ်ကဲ့ โอเคရမယ် GTA5 ကတော့ဈေးကတော့1000ရှိမယ်ဗျ crack ကတော့လေ တောင်း ဟမ် ဟောခဏနော် အော် ဟယ်လိုမိ GTA5 က1000လို့တော့ပြောတယ်အော်ဟုတ်ကူလိုက်မယ်နော် အမနော်โอเคโอเคရမယ်တခြားဘာဂိမ်းတွေယူမလဲ တခြား တ လေး ခြားလားGTA5 ပြင် Red Dead တို့ပါလို့လည်းရှိတယ်အဲ့ဂိမ်းတွေနဲ့လူစော့များတယ်လေ ဟုတ်လား ဟမ် ခဏနော်ခဏနော်မိတောက်တခြားဂိမ်းတွေကူအောင်လားမင်းဟုတ်ကူတော့ပါဘူးမင်းကမကူနဲ့ ဩရပါရပါ GTA5 ကခစ်100လောက်ရှိတာဆိုတော့သူကဂိမ်းကူတာကြားတယ်ဟွာလောက်ကြာမယ်တနိုင်ဝင်းကျင်လောက်တော့ကြာမယ်နော်ဟိုဟာတခါလေးစောင့်ယူသွားမလားဒါမှမဟုတ်အပြင်ကနေပြန်လာပြီးတော့မှပဲပြန်သွားမလားဘယ်လိုလုပ်မလဲ ခဏနော်မေဂိမ်းကူလာကြာမှာတဲ့အဲ့ဒါတခါလဲစောင့်ယူရမလားပြန်လာခဲ့ရမယ်ဟုတ်ကဲ့အဲ့ဒါတခါလဲစောင့်ယူလိုက်မယ်နော်ဟုတ်ကဲ့ပါခါလဲစောင့်ယူပါမယ် တခါစောင့်မှာနော်ဟုတ်ကဲ့စောင့်တာကြာမှာဆိုတော့ဟွာကော်ဖီကြီးဘာလေးသုံးဆောင်မလဲ ကော်ဖီနဲ့ရေခဏနော် ဟမ် မင်းတော့ကော်ဖီနဲ့ရေတိုက်နေတာဒါဘာတော့လဲဘာမှမတော့မရောအောင်သူကဟုတ်တော့တော့ပါကွယ်မင်းကမတော့နဲ့သူ အဲ့ဒီတော့ GTA5 ကညီလေးစော့မှာလားညီလေးမေစော့မှာလား ကျွန်တော်စောင့်ပါလေ ဟောညီစော့အော်အေးပြီးခဏနော် ဟုတ်ကဲ့ ဟွာ GTA5 ကလေ तू ကတနက်ပစ်တာတွေဓာတ်ဟုတ်တာတွေပါတော့တတ်တာဖြစ်တာတွေအိမ်ကခွင့်ပြုပါမလား ဟာရတယ်အေးစေး အေးစေး အေးစေးပဲအေးကျွန်တော်ပြီးရင်ကုန်ပြီ โอเคโอเค အေးစေးပဲ ပြီးတော့ तू ကကားတွေပဲခိုးတာပါရနော်ကားခိုးတယ်ဆိုတာအဲ့နာဒါနာနဲ့မြောက်တယ်နော် အားရပါတယ်အေးကျွန်တော်တစ်ခုတစ်ခုနဲ့ဆော့လို့ရတယ်ဘာဖြစ် မင်းဟုတ် ဒါရဂိမ်း နောက်တစ်ခုက GTA5 ထဲမှာကက်စီနိုတွေလောင်းကစားလုပ်တာတွေပါတယ်အဲ့ဒါကြီးကလောင်းကစားတွေအိမ်ကလုံးဝခွင့်ပြုမှာမဟုတ်ဘူးလောင်းကစားတော့တေးကြတယ်ဘလို့မှအိမ်ကခွင့်ပြုမှာမဟုတ်ဘူးဟုတ်တယ်မလား အားရတယ်ဟမ်းဖြစ် ကြောက်သွားရင် ရတယ်အေးစေးဟာ ရတယ်ပေါ့ နားလေကို အေးစေးပဲပေါ့ အေးစေး โอเค အေးစေးဆော့ ဒီလေးကဟွာဂိမ်းတွေကဘယ်ချိန်နေစော့ ဂိမ်းနေရောကကျွန်တော်အိမ်ခန်းထဲမှာကျွန်တော် BD စင်ပေးထားတယ်လူကြီးတွေနဲ့အတူတူနေရတာ ဩ သူတို့အိမ်ကျွန်တော်ဗလိုက်ရစပ်ပိတ်ပြီးတော့စင်ပြေပါဘူးကိုကြီး အဲ့ဆိုလူကြီးကြားထဲမှာစော့ရတာပေါ့ ဟုတ်ပါတခါလေကျွန်တော်ဆော့တာပါလာကြည့်သေးတာ ဩ အဲ့လိုစင်ပြေပါ ရအကူကူပေးလိုက်မယ် A few moments later. ကြားပြီညီလေး အော်ခဏနော်ဟယ်လိုမေရပြီရဲ့ဟုတ်ပြန်ခဲ့မယ်နော်ဟုတ်ကဲ့ပါဒါနဲ့ဘယ်လောက်လဲ 1000မှညီလေး တသား ပြန်ကြည့်ပေးရမယ်နော်โอเคโอเค ရောက်ပြီလိုက်လာပြီနော် လူကြီးရေရှင်းမှာတခြားစော့တော့တင်း ဟုတ်ကဲ့ပါ နော် ဆော့မှာ သူတို့စော့ပြလိုက်ညီဟာ နော်ကျွန်တော်ကျန်းချောင်းပြလိုက် အေးကြမ်းမလားနော်အေး ဟုတ်ဟုတ်မေပြန်လာပြီဟုတ်လာပြီဟာဟုတ်ခုနကောင်လေးကို GT5 ကိုပေးတာမြန်လိုက် မင်းဟာငါ GTA5 ကူပြီးရလို့ထင်လို့လား